content ကင်းဟာ content creator တွေမှာတယောက်ဖြစ် predicted တိုးလာအောင်လုပ်ရတဲ့ simulation ဖြစ်ပါတယ် game တွေမှာဖြစ်လုပ်ရတဲ့ streamer ဖြစ်လုပ်ရတဲ့ simulation game တစ်ခုဖြစ်ပါတယ်ထူးထူးဆန်းဆန်းပေါ့ဒီ game ကို Upper Studio ကနေ development နဲ့ publish လုပ်ခဲ့ပြီးတော့မှ release date ကတော့2026ခုနှစ်မတ်လ19ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပါတယ် Indie style simulation game တစ်ခုဖြစ်ပြီးတော့မှ modern streaming capture ကိုအခြေခံထားတာဖြစ်ပါတယ် player ဟာ content creator YouTube streamer အဖြစ်စတင်ခဲ့ရပြီးတော့မှ view တွေတိုးဖို့အတွက် content တွေ trading content တွေကိုလုပ်နိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ extreme content တွေလုပ်ရင် platform မှာ ban နိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကြော်ကြားမှုနဲ့အန်ဒီရကြ balance လုပ်ရတဲ့ gameplay တစ်ခုဖြစ်ပါတယ် area growth system content drive reputation ban system sandbox simulation gameplay အမျိုးအစားတော့ simulation sandbox adventure ဖြစ်ပါတယ် player အနေငယ်ဟာစမ်းတက်ထားတဲ့ indie game တစ်ခုဖြစ်ပါတယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ content game ဟာ modern streaming live ကို simulate လုပ်ထားတဲ့ indie game တစ်ခုဖြစ်ပြီးတော့မှ free မဲ့ပြစ်ချင်လားမဘန်းခံရချင်ဘူးလားဆိုတော့ making ကိုအဓိကအခြေခံထားတဲ့ game တစ်ခုဖြစ်ပါတယ်ဒီရှုပ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်